ပြည်တွေအားလုံးပဲမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့တင်ကတော့အခုလောလောဆယ်ပေါ့နော်ဖြစ်နေတဲ့ကြော်စိုးဦးရဲ့ဒီ PDF ရုပ်အလောင်းတွေကိုမမရရအောက်တန်းကြစွာလက်တော့ပြန်ထားတဲ့ဗီဒီယိုကိုအားလုံးကြည့်ရှုပြကြမယ်လို့ထင်ပါတယ်ဒီကြောင်းရံနဲ့ပတ်သက်ပြီးတော့ဒီဥဆိုင်ခေါ်ပေါ့နော်ဥမာမေးစကနေပြီးတော့ကြော်စိုးဦးကိုအမြဲဆုံးဖန်ဆီးဖို့အတွက်ဒီနှစ်ဖက်ပေါ့ PDF တွေရောဒီစစ်ဆိုရဘက်ကိုသူကနေပြီးတော့အမြဲဆုံးအရေးယူပြီးဖန်ဆီးဖို့အတွက်သူပြောဆိုထားတဲ့ဗီဒီယိုလေးကိုအားလုံးသိရှိစေရတဲ့အတွက်အနောက်မှာတူကြည့်ကြရအောင်နော်ဒီဗီဒီယိုထဲမှာဥဆိုင်ပဲပြောရလဲဆိုတော့စိတ်ဝင်စားစရာတွေကိုဗီဒီယိုနဲ့တူကြည့်ရှုကြဖို့ဖြစ်ပါတယ်ဆက်လက်ကြည့်ကြအောင်နော်ဟုတ်ကဲ့အားလုံးထိလောက်စားသောမြန်မာများကများအဲ့ဒီကိုကြော်စိုးဦးဆိုတဲ့ကောင်ဟာပိုပြီးဆိုးနေတယ်နော်မေဟဲ့မေအခုကပါလဲသေးနဲ့ပါထပ်သေးနဲ့ပါမေသေးပေါက်ပြအောင်မဟုတ်လားအုတ်ကူတွေပေါ်မှာဟုတ်လားPDF တေဆုံးသွားတဲ့ PDF လူငယ်တွေရဲ့အုတ်ကူပေါ်မှာမေသေးနဲ့တော့ပန်းပြအောင်မေထပ်ပြောပြန်တယ်ငါကွာမေကိုတော်နော်မေပိုပြီးတော့မေမိုက်ရိုင်းလာတယ်နော်မေဒီလောက်ပြောနေတယ်မင်းနားမလဲဘူးနော်မင်းတော့ပြောလို့မင်းနားမလဲဘူးမင်းတော့သွားပြီးဟဲ့အောင်နော်မင်းသွားပြီးမင်းရဲ့တပန်းကြောင်းနဲ့သွားပြီးဟဲ့အောင်မင်းအဲ့ဒါမင်းနားလဲလားတပန်းကြောင်းဆိုတာနော်ကိုကအမတန်ကောင်းနေတော်မှဟုတ်လားငါတို့လိုဟုတ်လားသူတို့ခေါ်ဘောမပေါ့ဗျာနော်အဲ့ငါတို့လိုဘောမတွေကအမတန်ကောင်းနေတော်မှဒီကောင်တွေကအထင်မှားတယ်နော်ငါဆိုရင်ဘလောက်ပဲငါဟုတ်လားဒေါ်အောင်ဆန်းစုကြည်ကိုဒီသတင်းစာထဲမှာဘာမှငါရေးခဲ့တာမဟုတ်ဘူးနော်မောင်ရင်းနှမလို့သူလွတ်မြောက်ဖို့မင်းကိုယ်နဲ့လွတ်မြောက်ဖို့ရေးခဲ့တယ်ဒါလည်းငါ့ကိုခုတည်းကအထင်မှားနေတော့မယ်ငါဆိုဒေါ်အောင်ဆန်းစုကြည်ကိုသတင်းစာထဲမှာမမတ်ရန်ရေးခဲ့တယ်တို့ကတော်တော်ကောင်းနေတော့မှဒီကောင်တွေကမကောင်းမှုမြင်နေတာသတင်းမားတွေထုတ်လို့အခုကမင်းကပေါ်တင်ကြီးကွာနော်ဟိုနေ့ကမင်းပုံငါစတွေ့တော့ငါ AI လို့တော့ထင်တာဒီကောင်မလုံးတော့ဘူးတော့ငါထင်တာအခုကမင်း AI လည်းမဟုတ်တော့ဘူးကနောက်မှ YouTube မှာပြပါညာဆိုတော့မင်းငါစမြင်တော့ငါ AI လို့ထင်တာမင်းတို့လုံးမှာငါလုံးဝမထင်ဘူးကွာမင်းအခုခါသေးတဲ့ထပ်ပန်းပြအောင်မသေးထပ်ပေါက်ပြအောင်မင်းကြောက်တော်လွန်သွားပြီမဲအခုမင်းကိုလည်းဟိုတာလုပ်ဖို့ဆိုပြီးတော့ဟာငွေတွေစုဟာသိန်းတော့1000လို့1100လို့နောက်လို့သိန်း2000 3000တော့ဖြစ်ကုန်ပဲပတ်စံထဲတဲ့ကောင်တွေကလည်းထဲကြဘာတွေဖြစ်နေလဲမသိဘူးဗျာကျွန်တော်တို့လူမျိုးတွေပါကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီပတ်စံကျော်စိုးဦးကိုတတ်ဖို့ပတ်စံပေးတဲ့ကောင်တွေကလည်းအဲ့ဒါခရလူတတ်မှုအားပေးကူညီရဆိုရင်အဲ့လူတတ်မှုပဲနော်ကြိုတင်ကြံစီတတ်တယ်ဆိုရင်အဲ့ဒါသေတံတိရှိတယ်နောက်ဒါဥပဒေပိုင်းကပြောတာနောက်ပြီးလောက်လည်းမလောက်ကောင်းဘူးဗျလူတယောက်ကိုဟုတ်လားဒီတွေအားလုံးဒီဥဆိုင်နာမည်စပြောထားတဲ့အကြောင်းအရာကိုအားလုံးကြည့်ရှုကြလိမ့်မယ်မြင်ပါတယ်ဒီကျော်စိုးဦးပေါ့နော်ဒီ PDF အုပ်ကူကိုခြေထောက်နဲ့စောက်ကန်ရုံနဲ့မကဘူးနောက်ထပ်ပေါ့နော်ဒီမှာဥဆိုင်ပြောခဲ့လို့တင်းနေတော့ပဲမြင်မှာဆိုတော့တော်လေးကိုရှုံးမာတယ်လုံးရက်ကြီးဖြစ်နေပြီပေါ့နော်ဒီ PDF အုပ်ကူတွေဒါဒီတိုက်ပွဲတွေမှာတော်လိုင်းတွေမှာကြောက်ရှုံးသွားတယ်ဒီလူငယ်ဆိုတာသူတို့ဆိုဘယ်ရောက်လို့ပဲပေါ့မှာတော့မသိတော့ဘူးနော်ဒီလိုလူတွေကိုအုပ်ကူတွေကဒါအမတ်တရားပေါ့နော်ဘလို့ပဲသူတို့ရဲ့တစ်ဖက်သူတို့စစ်တိုက်နေပြီမကြိုက်ကြဖြစ်ပြီပဲဒီလိုမျိုးလုပ်တဲ့လုပ်ရက်ကအရန်ကိုရှုပ်ပတ်လုံးနဲ့အရာအောက်တန်းချလုံးနဲ့နော်ဒီတိစုံဝါးလူတွေဘယ်စီရောက်ပေါ်မဒီလူတွေရဲ့အရာဒီမျိုးလုပ်တယ်ဆိုတော့ဒီကျော်စိုးဦးရဲ့ဒီနောက်ပိုင်းမှာတော့ပေါ့နော်ဘလို့အရာတွေနဲ့ဘလို့ဆက်ဖြစ်လာမယ်ဆိုတော့စိတ်ဝင်စားတဲ့ကောင်းတယ်ပေါ့နော်နောက်ထပ်စိတ်ဝင်စားကောင်းတဲ့ဗီဒီယိုလေးကြည့်ရှုနေဆိုရင်ဒီ channel ကိုအားလုံး subscribe လုပ်ပေးကြပါလို့မြစ်တာရက်ခံချင်ပါတယ်နောက်ပိုင်းနေပါလေဒီတော့ပိုကောင်းတဲ့ဗီဒီယိုလေးတွေကိုတစ်ဆက်ပြီးတော့ဖြစ်တဲ့အတွက်အားလုံးဒီနေ့တော့ဒီလောက်ပဲအားလုံးကျေးဇူးများတင်ရှိပါတယ်အားလုံးပဲကျွန်မ channel ကြပါစေ